ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျက်နာကာကွယ်ခြင်းအပိုင်း3ဖြစ်ပါတယ်အပိုင်း1နှစ်ကိုမကြည့်ရသေးတဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်ရဲ့အကောင့်ထဲကိုဝင်ပြီးကျက်နာကာကွယ်ခြင်းအပိုင်း1နှစ်ကိုအရင်ဦးဆုံးတွားကြည့်ပါလို့တောင်းဆိုပြရစီခင်ဗျာနွေရာသီပြီးတဲ့အခါကျမိုးရာသီပေါ့နော်မိုးရာသီမှာဒီနှစ်တော့တော်တော်များများမှာကျက်နာတွေဝင်ကြတယ်လို့ကျွန်တော်ကိုပြောကြပါတယ်အဲ့လိုကျက်နာကကျွန်တော်အဓိကကျတော့ဝမ်းရောဂါတွေဖြစ်ပြီးတော့ကျက်နာဘက်ကိုကူးသွားတာဖြစ်ပါတယ်မိုးရသည်မှာကျတော့မိုးတွေအရင်ရွာတဲ့အတွက်ကြောင့်မလို့မြေကြီးတွေကညစ်ပတ်မယ်ပြီးတော့ဘက်တီးရီးယားတွေပေါက်ဖွားမယ်ပြီးတော့မြေကြီးတွေမှာတင်ကြံခဲ့တဲ့ရေတွေကိုတောက်ခြင်းအပြင်ဘက်တီးရီးယားတွေနဲ့ရောပြီးလို့ရှိရင်သူတို့တွေကနေပြီးတော့ဝမ်းရောဂါတွေဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေကမြေကြီးကအစာရှားစားတဲ့နေရာမှာမြေကြီးကအရာတွေပဲစားတဲ့အတွက်ကြောင့်မလို့သူတို့တွေကနေပြီးတော့ဒီမြေကြီးထဲမှာဘက်တီးရီးယားတွေပေါက်ဖွားတဲ့အတွက်ကြောင့်မလို့ဒါတွေကိုစားမိတဲ့ကြောင့်မလို့ယောဂါတွေဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့မတန်ရှင်းတဲ့အစားအစာတွေစားခြင်းမတန်ရှင်းတဲ့ရေတွေတောက်ခြင်းနောက်ချင်းကိုက်ခြင်းဒါတွေကနေပြီးတော့သူတို့တွေယောဂါတွေဖြစ်ပြီးတော့ကျက်နာဝင်ပြီးတော့အသက်ဆုံးရှုံးတာဖြစ်ပါတယ်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကဘယ်လိုကာကွယ်ရမလဲဆိုတော့အကောင်သေးတဲ့ကြက်လေးတွေကတော့ကျွန်တော်တို့ဒီလေမော်သီးကိုပန်းသီးကိုထည့်တဲ့ချင်းတွေချင်းမဲတွေထည့်ပြီးတော့အပေါ်ကစကားတွေအောက်ကကောက်ရိုးတွေခင်းပြီးတော့တိတ်တင်ပါတယ်90သား80သား90သားဒီအရွယ်တွေကတော့ရပါတယ်ချင်းလိုက်တာကတော့အတိတ်တီးပြီးတော့အကြောင်းကိစ္စမရှိပါဘူးအားသေးလေးတိုက်ရင်တော့ရပါတယ်အဲ့တော့သူတို့တွေကိုဒီလိုမတန်ရှင်းတဲ့အစားအစာတွေမတန်ရှင်းတဲ့ရေတွေတောက်ချင်းကြောင့်ယောဂကိုဘေးကနေမဖြစ်ပေါ်အောင်ဘာလို့လုပ်ရမလဲဆိုတော့ Microflot ဆိုတဲ့ဆေးကိုဆေး 1cc ကိုရေလီတာနဲ့ရောပြီးတော့သူတို့ကိုတိုက်ပေးတင်ပါတယ်တိုက်တဲ့ခါကျတော့တောက်ရီအိုးတွေကိုသူတို့တောက်တဲ့တောက်ရီခွက်တွေကိုထည့်ပြီးတော့တိုက်ချင်းတဲ့ညဘက်တွေမှာကြက်တွေအကုန်ဖမ်းပြီးတော့တိုက်တဲ့ချင်းကပို့ပြီးတော့ဆေးလဲအောင်ပါလဲဆေးလဲထိရောက်မှုရှိပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ကဒီထမင်းတွေကိုချက်ပြီးအေးခံမယ်အေးခံပြီးလို့ရှိရင်ကျွန်တော်တို့ဒီရေလေးတင်းတင်းပါးပါးဆော့ပြီးတော့ Bio Black B12 ဆိုတဲ့ဆေးမှုတ်ကိုရောပြီးတော့လည်းနီရဲနေအောင်ပေါ့နော်ဆေးမှုတ်ကိုထည့်ပြီးရှင်နယ်ပြီးလို့ရှိရင်အဲ့ဒါတွေကိုတစ်ပတ်ကိုကျွန်တော်တို့2ကြိမ်ကနေ3ကြိမ်အထိကျွေးပေးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်အားသေးလေးတွေတိုက်မယ်နောက် Microflot အရေးလေးတွေတိုက်မယ်နောက် Bio Black B12 ကိုထမင်းနဲ့ရောပြီးတော့ကျွေးမယ်ဒီလိုမျိုးလုပ်ပေးခြင်းအပြင်မိုးရင်းမှာဒီဝမ်းရောဂါနဲ့ပတ်သက်တဲ့ဟာတွေကိုကာကွယ်ပြီးသားဖြစ်ပြီးတော့ကျက်နာပါတခါတည်းကာကွယ်ပြီးသားဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါကတော့ကျက်နာကာကွယ်ခြင်းအပိုင်း3ဖြစ်ပါတယ်အပိုင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့မယ်ခင်ဗျအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ